你一个凡人反抗不了我，不如乖乖顺从。你这妖女，到底要对我做什么？放心，我们凤凰一族向来直白，只是想跟你生一个蛋而已。 ဇလန်အစမှာဖုန်ချီချီဆိုတဲ့ဖိနစ်မင်းသမီးလေးဟာအိယာပေါ်မှာလှပတဲ့လူသားတစ်ယောက်ကိုငေမောကြည့်နေရင်နဲ့လွန်ခဲ့တဲ့3ရက်ကအကြောင်းကိုပြန်တွေးနေပါတယ်ချီချီဟာအသက်300ပဲရှိသေးတဲ့ဖိနစ်မျိုးနွယ်စုရဲ့နောက်ဆုံးမျိုးဆက်သမီးပြိုလေးပါဒါပေမဲ့သူမရဲ့မိခင်ဖြစ်သူဖိနစ်ဘရင်မကြီးကတော့စိတ်မရှိနိုင်တော့ပဲဘေးအိမ်ကဒေါင်းမျိုးနွယ်ကအသက်200နဲ့ကလေး3ယောက်ရနေပြီးနင်ကတော့အခုထိအပြိုကြီးလုံနေတော့မဲ့ဆိုပြီးစူပူပါတော့တယ်ပြီးတော့မျက်နှာဆိုးဆိုးကိုလုံးတုတ်တုတ်နဲ့ဘီလူတရေရုပ်လိုသူတို့သားလောင်းပုံတွေကိုပြပြီးရွေးခိုင်းပါတော့တယ်ချီချီတယောက်ထိတ်လန့်သွားပြီးညှင်းဆန်တဲ့အခါမှာတော့အမေဖြစ်သူကတစ်နှစ်အတွင်းကလေးမမွေးရင်ဖိနစ်မွေးတွေအကုန်လုံးပြီးတစ်ပင်ပေါ်မှာအချောက်လန့်ပြစ်မယ်လို့ရာဇတန်ပေးလိုက်ပါတော့တယ်ချီချီဟာနက်ပြည်နဂါးပြည်နယ်မိတ်ဆာပြည်ကယောက်ျားတွေကိုလိုက်ကြည့်ပေမဲ့တယောက်မှမျက်စိထဲမဝင်ပါဘူးနောက်ဆုံးမှာတော့လူပြည်မှာယောက်ျားတွေအများကြီးရှိတယ်ရုပ်လဲချောစကားလဲနားထောင်နေဆိုတာကိုတတိယပြီး3လောကမှာအချောဆုံးယောက်ျားတစ်ယောက်ကိုတွားဖမ်းဖို့လူပြည်ကိုဆင်းလာခဲ့ပါတယ်လူပြည်ကဈေးလမ်းတစ်ခုထဲမှာချီချီတယောက်လိုက်ရှာရင်ဝါတုတ်ကြီးတွေတွားမစုံတဲ့သူတွေကိုပဲတွေးလို့စိတ်ပြက်နေတဲ့အချိန်နီကန်နာကမိုးမခပင်အောက်မှာစာဖတ်နေတဲ့အလွန်ချုံမောခံရတဲ့စာဆိုလေးရက်ချန်ချန်ကိုလှမ်းတွေးလိုက်ပါတော့တယ်ချီချီတယောက်ရက်တွေးတွေတောင်ကြပြီးတာသုံးလောကမှာအချောဆုံးပဲဆိုပြီးသဘောကျသွားပါတယ်စာဆိုလေးကတော့ဘာမှမသိပဲကြပြာတွေရွတ်နေတော့ချီချီကသူ့အနာကိုရုတ်တရက်ရောက်လာပြီးမင်းကငါ့ကိုကလေးမွေးပေးရမယ်လို့ပြောပြီးကုန်းဘိုးကနက်ပြည်ကိုအတင်းအဓမ္မပြန်ပေးဆွဲခေါ်ဆောင်သွားပါတော့တယ်လမ်းမှာစာဆိုလေးကမိစ္ဆာမကြီးငါ့ကိုလွတ်လို့အော်ဟစ်ပေမဲ့ချီချီကတော့ငြိမ်ငြိမ်နေမဟုတ်ရင်မင်းရဲ့အမွှေးတွေကိုအကုန်လုံးပြစ်မယ်လို့ချင်းချောက်ပြီးသူမရဲ့ဖိနစ်ကူထဲကိုခေါ်လာခဲ့ပါတယ်သူဟာစာပေတက်မြောက်တဲ့ပညာရှိတစ်ယောက်ဖြစ်လို့ဒီလိုမျိုးအဓမ္မပြုကျင့်တာကိုလက်မခံနိုင်ပဲဂူဝါကနေခုံချဖို့ကြိုးစားပါတယ်ဒါပေမဲ့ဂူအောက်မှာကတိမ်တိုက်တွေနဲ့အနက်ဆုံးပင်လယ်ကြီးရှိနေတာပါချီချီကရဲချန်ချန်ကိုစနောက်ပြီးမင်းငါကိုစကားနားမထောင်ရင်အောက်ကိုတွန်းချပစ်မယ်ပြီးမှပြန်ဆဲပြီးကလေးဆက်မွေးခိုင်းမယ်လို့ပြောလိုက်တဲ့အခါစာဆိုလေးခါများရှက်လွန်းလို့မျက်နှာတော်နေရဲသွားရှာပါတယ်ရဲချန်ချန်ကဒေါသတကြီးနဲ့မင်းငါခန္ဓာကိုယ်ကိုပဲရနိုင်မယ်ငန်းလုံးသားကိုတော့ဘယ်တော့မှမရစေရဘူးလို့မမာနအပြည့်နဲ့ကြွေးကြော်ခဲ့ပါတယ်ဒါပေမဲ့ဖုန်ချီချီကတော့ဂရုမစိုက်တဲ့အပြင်ရေမောပြီးငါမင်းနှလုံးသားကိုဘာလို့ရမှာလဲငါအတွက်မျိုးဆက်တစ်ဦးတစ်လုံးအတူတူဦးပေးဖို့ပဲလိုတယ်လို့ခက်ပြက်ပြက်တောင်းဆိုလိုက်ပါတယ်သူမကရွှေတုံးရွှေခဲတွေပြပြီးစီးစိမ်နဲ့ပါတိမ်သွင်းဖို့ကြိုးစားခဲ့လို့နတ်မင်းကြီးခမညာရှက်လွန်းဒေါသထွက်လွန်ပြီးတတိလေးလဲကျသွားခဲ့ရရှာပါတယ်ရဲရင်ချန်တတိလစ်နေတဲ့အချိန်မှာဖုန်ချီချီတယောက်အတိတ်ကိုပြန်တတိရသွားပါတယ်တကယ်တော့သူမဟာကောင်းကင်ဘုံရဲ့စစ်နက်သမီးဖြစ်ခဲ့စဉ်ကစစ်ပွဲတစ်ခုမှာဒဏ်ရာပြင်းထန်ရပြီးလဲကျနေတဲ့ရဲရင်ချန်ကိုသူမရဲ့အသက်ဆွမ်းအားတွေပေးပြီးကယ်တင်ခဲ့ကူတာပါအတိတ်ကအကျွေးကိုအခုဘဝမှာပြန်တောင်းဖို့ဆုံးဖြတ်ထားတဲ့ဖုန်ချီချီကတတိလစ်နေတဲ့နတ်မင်းကြီးကိုကြည့်ပြီးဒီတစ်ခါတော့မင်းကိုငါ့အပိုင်ပြန်ပေးဆွဲရတော့မယ်လို့ရေယိုရင်သူ့နိုးလာရင်အိုးဖို့ဆွေးနွေးဖို့ပန်းတီးစားရင်အေးလူလူစောင့်နေခဲ့ပါတယ်ရဲ့ရွဟင်ချန်နိုးလာပြီးပလွေမှုန့်နေတာကိုဖုန်ချီချီကခိုးကြည့်ပြီးသဘောကျနေခဲ့ပြန်ပါတယ်အကွက်ချချောင်းနေတဲ့ဖုန်ချီချီဟာရဲရင်ချန်ရေပူစမ်းမှာရေချိုးနေတဲ့အချိန်ကိုအလွတ်မပေးဘဲဝင်ရောက်နှောက်ယှက်ပါတော့တဲ့နတ်မင်းကြီးရဲ့တမန်လာပတဲ့ဗလာတွေကိုကြည့်ပြီးချီမွန်ဆန်းနောက်လိုက်တဲ့အခါမှာတော့ရှက်စိတ်နဲ့ဒေါသကြောင့်ရဲရင်ချန်ရဲ့လက်သီးတွေကြစ်ကြစ်ပါအောင်ဆူသွားပြီးခန္ဓာကိုယ်ကနေစွမ်းအားတွေဟုံဟုံတောက်ထွက်လာတဲ့အထိအိမ်တွေပြတ်သွားခဲ့ရပါတယ်ဒေါသထွက်နေတဲ့နတ်မင်းကြီးကိုဖုန်ချီချီကအသားကင်လေးနဲ့ချုပ်ပြန်ပါတယ်အသားကင်ဖက်ကျွေးရင်အသားထဲကနေဒီညက်ဦးအတူတူဦးကြရအောင်လို့ထပ်မံပူစားတဲ့အခါမှာရဲရင်ချန်ကညှင်းဆန်မှုစူးစမ်းပါသေးတယ်ဒါပေမဲ့ဗိုက်စာနေတာရောအသားကင်ကမွေးကြိုင်လုံးလာကြောင်းရောမခံနိုင်ပဲအိမ်တွေပြက်ပြီးမြင်ရည်ရှက်ရည်ဆက်တုံးမိသွားပါတော့တယ်ဒီလိုချစ်စရာကောင်းတဲ့ပုံစံလေးကြောင့်ပဲဖုန်ချီချီတယောက်သူ့အပေါ်ပိုးပြီးအသေးရချစ်ခင်သွားခဲ့ရပါတယ်နောက်ဆုံးမှာတော့ဖုန်ချီချီကမဆိုင်မတွပဲရဲရင်ချန်ကိုအိတ်ရာစီအတင်းကျက်ဆွဲခေါ်သွားပြီးဒီညပဲအတူတူဦးကြရအောင်လို့အပြက်တိုက်စစ်စင်ပါတော့တယ်ရဲရင်ချန်ခမညာရှက်ကိုရှက်ကန်းနဲ့ငါကကြမ်းတော့မင်းကိုထိခိုက်မိမှာဆိုလို့ပါလို့စင်ကြေပေးရှာပေမဲ့ချီချီကငါကမိုးကြိုးတန်အောင်ခံနိုင်တဲ့ဖိနစ်ကွာနင်ကငါ့ကိုနာအောင်လုပ်နိုင်မလားဆိုပြီးစိန်ခေါ်ရာကနေနှစ်ယောက်သားအတူတူညာသွားကြပါတယ်မကြခင်မှာပဲချီချီတယောက်အချင်းတွေကြီးစားကျင်လာပြီးဗိုက်ကြီးလာပါတယ်ထူးခြားတာကဥတလုံးနဲ့မဟုတ်ပဲမောင်နှမအမွာဦးကြီးဖြစ်နေတာပါအထဲကကလေးတွေကဥမပေါက်သေးခင်ကလေးကစကားတွေပြောစာတွေဖတ်ပြီးအဖေဖြစ်သူကိုပြန်ရန်လုံးနိုင်တဲ့အထိပါရမီရှင်လေးတွေဖြစ်နေကြပါတယ်ပြောစရာကောင်းနေတော့မှပဲရုတ်တရက်နက်ပြည်ကစစ်တီတွေရောက်လာပြီးဖုန်ချီချီကနက်ပြည်ကထွက်ပြေးသူစရိုက်ကောင်ကိုဝတ်ထားတဲ့နတ်မင်းကိုစော်ကားတဲ့သားသမီးခိုးယူတယ်ဆိုတဲ့ဆွဆွဲချက်နဲ့လာရောက်တပ်ဖြတ်ဖို့လုပ်ပါတယ်ရဲရင်ချန်ကချီချီနဲ့ကလေးတွေကိုကာကွယ်ဖို့အတွက်ရှေ့ကနေမတ်တက်ရက်ပြီးဓာတ်တန်ရာအပြင်းထန်ခံလိုက်ရပါတယ်သူတေခါနီးမှာမငိုပါနဲ့မင်းကိုတစ်ခါလောက်ကာကွယ်ခွင့်ရတာနဲ့တင်တန်ပါပြီငါမင်းကိုရှာနေခဲ့တာအနှစ်တရရှိပြီလို့ပြောပြီးအသက်ပြောက်သွားတဲ့အတွက်ချီချီတယောက်ရင်ခွဲမတက်ငိုကြွေးကြံရစ်ခဲ့ပါတယ်ဒါပေမဲ့ဒရာမာခင်းလို့မှမဆုံးသေးဘူးရဲရင်ချန်ကနတ်ဝိတ္တစာကြီးနဲ့ပြုံးစီစီနဲ့ပြန်ထလာပါတယ်တကယ်တော့ဒါတွေအကုန်လုံးကသူမအမေနဲ့ရဲရင်ချန်တို့ပေါင်းပြီးလှုပ်ထားတဲ့လက်ကွက်ကြီးဖြစ်နေတာပါတကယ်တော့ရဲရင်ချန်ကလူသားမဟုတ်ပဲနတ်ပြည်ကတကူကြီးဝန်ရွယ်နတ်မင်းကြီးဖြစ်တယ်လို့ငကားမျိုးနယ်စုရဲ့အင်ရှိမင်းသားလည်းဖြစ်ပါတယ်လူပြည်ကိုလူဝင်စားပြီးဘေးဒုက္ခရင်ဆိုင်ဖို့ဆင်းလာတာဖြစ်ပြီးချီချီကိုအသက်ပေးပြီးကာကွယ်လိုက်တဲ့အချိန်မှာပဲသူ့ရဲ့နောက်ဆုံးဘေးဒုက္ခကအောင်မြင်သွားပြီးနတ်မင်းအဆင့်ကိုပြန်ရောက်သွားတာပါဒါအပြင်ချီချီမေကကြည်ကြံနေတာမဟုတ်ပဲနတ်ပြည်ကနတ်မင်းကြီးတွေနဲ့တမိဖြစ်သူအတွက်ဆူလျာရစ်ပတ်လက်ထက်ပွဲကိစ္စတွားဆွေးနွေးနေတာဖြစ်ပါတယ်။ဦးခိုင်းတယ်ဆိုတာကလည်းတမိဖြစ်သူကိုစနောက်ချင်လို့ပါအမှန်တရားကိုသိသွားတဲ့ချီချီတယောက်အလှည့်စားခံရလို့စိတ်ကောက်သွားပြီးမဲ့နတ်မင်းကြီးကတမိုးလုံးအပြည့်စိန်ရွှေရတနာတင်တောင်းပစ္စည်းတွေနဲ့အပိုင်ချောလိုက်တဲ့အခါမှာတော့စိတ်ဆိုးပြေသွားပါတယ်။စက်သိမ်းမှာတော့ချီချီတယောက်အမေခိုင်းတဲ့တာဝန်လဲပြီးလင်းလဲရကလေးအမွာလဲအလကားရတော့ငါတော့သွေးဆုံးအောင်မျက်ပြီးဟေ့ဆိုပြီးသုံးလောကလုံးတုံဟဲသွားမဲ့အချစ်ဒုက္ခပုံလေးတိဆောက်ကပျော်ရွှင်စွာစက်သိမ်းသွားပါတော့တယ်။